နောက်ဘဝမှာအစင်းလာခြင်းနဲ့ဆိုရင်စိတ်မတူနဲ့ဒေါသမကြီးနဲ့လူတွေကမြင်လို့ရှိရင်ပိယစက္ခုဟိတမ္ပတ္တန္တာဆိုချစ်ခင်သောမျက်လုံးနဲ့မေတ္တာမျက်လုံးနဲ့ပဲကြည့်ဒေါသမျက်လုံးနဲ့မကြည့်နဲ့မေတ္တာမျက်လုံးနဲ့ကြည့်အဲ့ဒါရင်ဖြစ်ရဘဝမှာမျက်စိလှမယ်မျက်လုံးကြီးပြူးကြည့်ရင်နောက်ဘဝအဲ့ဒီပြူးကြီးပဲဖြစ်မှာပဲသိကြတယ်ဒါကိုလုံးတာကိုရတာသူများကိုပြုံးကြည့်တရားဖြင့်ဒီပြုံးရွှင်တဲ့မျက်နှာကိုရတာကိုလုံးတဲ့အလုပ်တွေကြီးပဲအားလုံးဟာဒီဘဝရောက်လာမှ plastic surgery လုပ်ပြီးတော့မေးရိုးပြင်ရတာနဲ့နှာခေါင်းပြင်ရတာနဲ့အနာထံပြီးတော့ပြင်နေနောက်ကျတော့လေဒုံရင်မှာဒါပါပဲဆိုတာဖြစ်တာနော်အခုကမြန်မာစကားအဆုံးသတ်ဒါပဲတော့ဆိုတာအဲ့ဒါနော်